အားလုံးပဲမင်္ဂလာပါကောင်းဆိုတဲ့အချင်းချင်းကိုသိကြအောင်တိုင်းသူရဲ့ဆိုတော့နံပါတ်ရင်းချက်နဲ့နောင်ဆိုတဲ့အချင်းချင်းနံပါတ်ရင်းချက်နဲ့နောင်အားလုံးကိုကျေးဇူးတင်ပါတယ်။နောင်ဆိုတဲ့ချင်းကိုအတူတူနားထောင်ပြီးဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်။ကိုစိတ်နှပြချမ်းသာချမ်းသာပြီးကိုအင်ဆန္ဒပြေဝကြပါစေ။ရွှင်ကန်းချမ်းမြေ့ကြပါစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။